2026ကိုမရောက်သေးပါဘူး2026မှာ USA နဲ့ Iran နဲ့ socket တော့ကိုင်းနေတယ်ဆိုတဲ့သတင်းလာတော့ကျွန်တော်မပြောတော့ဘူးလင်းတော့ငါတို့တော့မရောက်သေးဘူး2026မှာဆိုပြီးတော့မှတွေးမိပါတယ်အဲ့ဒါပါလဲဆိုလို့ရှိရင် Donald Trump ကို reporter တွေသူတို့ journalist တွေမေးကြပါတယ်အဲ့ဒါပတ်သက်ပြီးမှပြီးတော့ဒီ Iran တွေလက်နက် nuclear စက်ရုံလုပ်နေရတဲ့ပတ်သက်ပြီးမှဆိုသူတို့ထုတ်လုံးခင်းမပြူဘူးတဲ့သူတို့ပိုင်ဆိုင်ခွင့်မရပါဘူးတဲ့ပြီးတော့နောက်တစ်ခုကသူအခုလက်ရှိလုပ်နေတာထပ်ပြီးလောက်လာမယ်ဆိုလို့ရှိရင်သူတို့အဲ့ဒီ nuclear စက်ရုံကိုပြီးခဲ့တဲ့အချိန်လိုပဲဖြိုခွင်းပါမယ်ဒါပြီးခဲ့တဲ့အချိန်မှာဘယ်လိုဖြိုခွင်းလဲဆိုတာအလုံးကဘာသိပါတယ်နိုင်ငံတကာစိတ်ဝင်စားတဲ့လူတွေတော်တော်များများသိပြီးသားဖြစ်တယ်အဲကြောင့်ကျွန်မမပြောတော့ဘူးနောက်တစ်ခုကဘာလဲဆိုရင်ငါတဲ့ V2 နဲ့ဖြိုခွင်းခဲ့တာကို V2 ဘုံဘာနဲ့ဖြိုခွင်းခဲ့တာဟုတ်တယ်နော်အဲကြောင့်မို့ကျွန်တော်တို့တဲ့ V2 ကိုတဲ့ V2 ကနေအသွားပြန်စီကုန်တယ်တဲ့စီကိုမဖြုံးချင်ဘူးပေါ့အတော့ပြန်ကုန်ကြစရိတ်ကိုသူမထုံးပြချင်ဘူးဘာလို့ဆိုရင်စီကုန်ကြစရိတ်ကိုတော့ကျဲလိုက်တဲ့ဘရင်ရဲ့စီကုန်ကြစရိတ်ကိုသူမဖြုံးချင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်အတော့ပြန်ဆိုလို့ရှိရင်38နာရီလောက်ကြာတယ်တဲ့အဲ့လိုပြောတယ်နော်အဲ့ပြီးတော့ဒီအီရန်သမ္မတကလည်းဗာပြောလဲဆိုရင်ငါတို့ကိုတဲ့ USA ကလုံးဝငါတို့ရက်တည်နိုင်တဲ့ဟာကိုသူလုံးဝမလိုလားဘူးပေါ့နော်ပြီးတော့ဒီတစ်ခါ socket တော့ကြိုက်ကြမယ်ဆိုရင်ဒါမှပြီးခဲ့တဲ့ရာဇဝင်မှာအီရန်နဲ့ဖြစ်ခဲ့တာတဲ့ကိုပိုဆိုးလာတဲ့ socket တော့ကြိုက်မှုအခြေအနေအီရန်နဲ့ဖြစ်ခဲ့တဲ့အချိန်လိုမျိုးတော့မျိုးရှင်းပေါ့အဲ့ထက်ဆိုးရတဲ့ socket ဖြစ်နိုင်တယ်ဆိုပြီးပြောပါတယ်ရောက်လဲမြင်စေချင်တယ်ဆိုရင် share ပေးကြပါ Happy New Year ကိုကြိုဆိုပြီးတော့မှနောက်နှစ်မှာလဲ2026နှစ်တစ်ကိုအကောင်းမွန်ဆုံးနဲ့ကျမ်းမာပျော်ရွှင်ခြင်းနဲ့ရရှိပါစေအားလုံးပဲအဆင်ပြေကြပါစေ bye bye